စီရနက်တို့နဲ့နှိုင်းရှင်ခံရတဲ့အပေါ်မှာမှတ်ချက်ပေးရင်းနဲ့ United မှာချစ်မြတ်နိုးတဲ့အရာကဘာလဲဆိုတာကိုပြောပြလာတဲ့ Bruno Fernandes United ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Bruno Fernandes ဟာဇန်နဝါရီအပြောင်းရွှေ့မှာ United အသင်းစီကိုပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ပရိသတ်တွေရဲ့ထုကဲလာတဲ့အားပေးမှုတွေကိုအထူးချစ်မြတ်နိုးခဲ့ကြောင်းပရိသတ်တွေရဲ့အော်ဟစ်တီဆိုမှုတွေကခွန်အားဖြစ်စေခဲ့ကြောင်းထုတ်ဖော်ပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။ Manchester United အသင်းဟာပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့တုန်းက Sporting Lisbon အသင်းကနေကွင်းလယ်ဖန်တီးရှင်ကစားသမားဖြစ်သူ Bruno Fernandes ကိုခေါ်ယူဖို့အတွက်ပေါင်48တန်းစုစုပေါင်း69.8 တန်းအကုန်ကြခံခဲ့ရတာလည်းဖြစ်ပါတယ်။ဒီအတွက် United တို့ကစားသမားအတွက်လိုအပ်တာထက်ပိုတဲ့ပြောင်းရွှေ့ခြင်းအကုန်ကြခံခဲ့ရတယ်ဆိုတဲ့ဝေဖန်သုံးသပ်မှုတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့ Bruno Fernandes ဟာ United အသင်းစီကိုရောက်ရှိခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာပဲဝေဖန်မှုတွေကိုငြိမ်သက်သွားစေခဲ့ပါတယ်။သူဟာ Manchester United အသင်းအတွက်ကစားပေးခဲ့တဲ့ပြိုင်ပွဲစုံ9ပွဲမှာကိုယ်တိုင်3ဂိုးသွင်းပေးထားနိုင်ခဲ့ပြီးတော့4ချိန်အထိဂိုးဖန်တီးပေးထားနိုင်ခဲ့တဲ့အမှတ်တမ်းကောင်းတွေကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။အခုတော့ Bruno Fernandes ဟာရောက်ရှိလာခဲ့မှုနဲ့အတူ Manchester United အသင်းရဲ့ကစားသမားတော်တော်များများရဲ့ခြေစွမ်းတွေဟာတိုးတက်ကောင်းမွန်လာခဲ့ပြီးအသင်းလိုက်ကစားပုံတွေလည်းတိတိတတ်တာတိုးတက်ကောင်းမွန်လာခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်။အခြားတစ်ဖက်မှာတော့ United အသင်းဟာပြိုင်ပွဲစုံ17ပွဲဆက်ရှုံးပွဲမရှိသေးတဲ့မှတ်တမ်းကောင်းတစ်ရက်ကိုလည်းပိုင်ဆိုင်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဒါအပြင် Manchester United အသင်းဟာ Premier League ပြိုင်ပွဲမှာထိပ်တန်း၄သင်းစီးရင်ဝင်ခွင့်ရနိုင်ရဲ့အတွက်ကောင်းမွန်တဲ့အခွင့်အလမ်းတွေကိုပိုင်ဆိုင်ထားခဲ့သလို Europa League အဖေဖလားပြိုင်ပွဲတွေမှာလည်းတဆင့်ပြီးတဆင့်ကြော်ဖြတ်ပြရင်စူဖလားမျှော်လင့်ချက်အတွက်ကောင်းမွန်တဲ့အနေအထားတွေကိုပြသထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့ကိုရိုနာဗိုင်းရပ်စ်ရဲ့အန္တရာယ်တွေပုံမကြီးမားလာခဲ့ရတာကြောင့် Premier League ပွဲစဉ်တွေကိုလည်းဧပြီလ3ရက်နေ့အထိရွှေ့ဆိုင်းထားတဲ့အတွက်ပွဲစဉ်တွေကိုဆက်လက်ကြည့်ရှုရမှာတော့မဟုတ်တော့ပါဘူး။အခုတော့ဒီကြားထဲပြုလုပ်ခဲ့တဲ့အင်တာဗျူးအစီအစဉ်တစ်ခုမှာ Bruno Fernandes ကပရိသတ်တွေနဲ့သူ့အကြားကောင်းမွန်လာတဲ့ဆက်ဆံရေးရှိနေတဲ့အကြောင်းထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။အခြားနိုင်ငံတစ်ခုကနေလာရောက်ပြီးတော့အခုလိုခမ်းနားလှတဲ့အသင်းတစ်သင်းခမ်းနားလှတဲ့ကစားသမားတွေကြားကစားခွင့်ရတယ်ဆိုတာဟာကြီးမားလွန်တဲ့တိုးတက်ပြောင်းလဲမှုပါပဲကျွန်တော်ဒီလိုပြောင်းရွှေ့ခွင့်ပိုင်ဆိုင်ပြီးဆိုတာနဲ့အသင်းပြောင်းရွှေ့အတွက်နှစ်ခါတွေးနေစရာအကြောင်းကိုလုံးဝမရှိခဲ့ပါဘူးကျွန်တော်အတွက်တော့ Ronaldo ဆိုတာကစိတ်သက်ခွန်အားတွေကိုပေးဆောင်ခဲ့သူပါပဲခင်ဗျားဟာ Ronaldo ကိုစောင့်ကြည့်ဖြစ်ပြီးဆိုတာနဲ့ဒီအသင်းကိုပါစောင့်ကြည့်မိမှသိကြပါပဲပြီးတော့ဒီလိုအသင်းကဘာမဆိုစုခုနိုင်တယ်ဆိုတာကိုပါမြင်တွေ့ရမှာအသေးကြပါပဲဒါကြောင့်ဒီအသင်းစီကိုပြောင်းရွှေ့နိုင်ဖို့အိမ်မက်တွေလည်းရှိနေမှလည်းအသေးကြပါပဲလို့ Bruno ကပြောကြားသွားခဲ့ပါတယ်။အဲ့ဒီနောက် Sky Sport သတင်းတင်ဆက်သူ Laura Wood က Old Trafford ကွင်းနဲ့ Manchester United ပရိသတ်တွေဘက်မှသူ့အတွက်တချင်းတီဆိုမှုတွေအကြောင်းမေးမြန်းခဲ့ပြီးအဆိုပါတချင်းကိုတီဆိုပြနိုင်မလားလို့အမေးခံလိုက်ရတဲ့အခါမှာတော့ Bruno Fernandes ကရေမောရင် Bruno သူဟာ Cristiano လိုပဲ Sporting Lisbon အသင်းကနေရောက်ရှိလာခဲ့တယ်။သူဟာဘယ်ဘက်သွားလိုက်ညာဘက်သွားလိုက်ခန်းစစ်ကစားသမားတွေကိုအယူလုပ်ခဲ့တယ်။သူဟာငါတို့ရဲ့ပေါ်တူဂီနိုင်ငံသားအကောင်းဆုံးကစားသမားပါပဲဆိုတာကိုရွတ်ပြသွားရင်ကျွန်တော် United ကိုရောက်ရှိလာခဲ့တဲ့ပထမဆုံးရက်စွဲကလေးကပရိသတ်တွေစီကရခဲ့တဲ့ထောက်ခံအားပေးမှုတွေကတကယ်ကိုအံ့ဩဖွယ်ပါပဲသူတို့တွေကျွန်တော်အတွက်ဆက်ထားကြတဲ့တခြင်းတွေကိုကျွန်တော်ပွဲစဉ်တိုင်းမှာကျေလောင်စွာကြားနေခဲ့ရပါတယ်ဒါတောင်ကျွန်တော်ဒီအသင်းကိုရောက်လာတာ2ရက်ပဲရှိသေးတယ်လေကျွန်တော်ဟာကိုပိုင်တခြင်းတစ်ပုဒ်ကိုပိုင်ဆိုင်ထားခဲ့ရပါပြီပထမဆုံးတစ်လအတွင်းသူတို့တွေကျွန်တော်ကိုပေးဆောင်ခဲ့ကြတဲ့ချစ်ခင်ကျင်နာမှုတွေကတကယ်ကိုထူးကဲလွန်ခဲ့ပါတယ်လို့ Bruno Fernandes ကပြန်လည်ဖြေကြားသွားခဲ့ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ